လည်းဆက်ပြီးတော့မှဥဆောင်သွားကြမှာဖြစ်တယ်ဆိုတော့အဖူးဟာပြောခဲ့တာဖြစ်ပါတယ်လို့စီပြေလားပြေပါတယ်ဘယ်လိုဆိုလို့ရှိရင်အဖူးရဲ့နိုင်ငံရေးစကားကိုနားထောင်ပြီးရင်အဖူးဟာကရင်လူမျိုးထဲမှာဘဒိုစောဘဦးကြီးပြီးရင်ဒုတိယမြောက်တော့နိုင်ငံရေးကိုဥဆောင်ခဲ့တဲ့ခေါင်းဆောင်ဖြစ်တယ်မြန်မာပြည်လုံးလွတ်မြောက်အောင်ခေါင်းဆောင်ခဲ့တဲ့နိုင်ငံရေးခေါင်းဆောင်တွေမှာကရင်လူမျိုးထဲမှာအဖူးဟာဒုတိယမြောက်တော့နိုင်ငံရေးဥဆောင်ခဲ့တော့ခေါင်းဆောင်ကြီးဖြစ်ပါတယ်လက်ခံလားဒါကြောင့်လို့အဖူးဘဒိုစောဘဦးကြီးပြီးရင်အဖူးမန်းရှာဟာနိုင်ငံရေးအမြင်အကျယ်ပြန့်ဆုံးသောကရင်အမျိုးသားခေါင်းဆောင်ကြီးဖြစ်ပါတယ်ကိုပြလိုက်ရအောင်ဖို့ဆိုတော့သူ့ကြောင့်လည်းနားထောင်ရအောင်နားထောင်မလားနားထောင်ပါကဲဘဒုံမဆာအမတ်တရအတွက်ကျမစုစည်းထားတဲ့စာစုလေးတွေရှိတယ်အဖိုးနဲ့ကျမတွေ့တိုင်းစကားပြောဖြစ်တိုင်းအမတ်တရဖြစ်တဲ့စကားလေးတွေသူဘလို့ရက်တည်တဲ့လူဖြစ်တယ်ဆိုတဲ့အရာကိုကျမရေးချထားခဲ့တာရှိတယ်အဲ့ဒါလေးကိုပြန်ပြီးတော့မှအဖိုးနဲ့မတွေ့ဆုံခဲ့ဘူးလိုက်တဲ့ဒီခုခေတ်တော်လည်းကြီးမှာပြန်လဲပါဝင်နေတဲ့မျိုးဆက်တွေဖြစ်တဲ့ဒီနေ့ရောက်လာကြတဲ့ကရင်မျိုးချစ်လူငယ်တွေရောကရင်တော်လည်းကြီးကိုချစ်ပြီးတော့မှပါဝင်ကြတဲ့တခြားတိုင်းရင်းသားတွေရောညီကိုမောင်မတွေရောကျမနည်းနည်းလေးပြန်ဝင်ငါပေးမှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုအဖူးပြောခဲ့တဲ့ဟာလေးကိုတစ်ချက်ချင်းနားထောင်ကြည့်ရအောင်လို့နော်နည်းနည်းတူတူလေးနဲ့ရှင်းရှင်းလေးပြအောင်တော့ကျမရေးထားပါတယ်လို့နော်အဲဆိုအဖူးမဆာရဲ့တော်လန်ရေးနဲ့နိုင်ငံရေးခံယူချက်ကဘာလဲဆိုလို့ရှိရင်ဘဒိုစောဘဦးကြီးရဲ့မူ၄ချက်တိုင်းသူဟာတော်လန်ရေးနဲ့နိုင်ငံရေးခံယူချက်ကိုခံယူချတဲ့ကရင်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်လို့ဘဒိုစောဘဦးကြီးရဲ့မူ၄ချက်ကဘာလဲဆိုရင်ကရင်လက်နက်ချစကားအလင်းမပြောဘူးကရင်လက်နက်ကရင်လက်ထဲမှာရှိမယ်ကရင်ဇမာကရင်ဖန်တီးမယ်ကရင်ပြည်အသိမှပြုတ်ခြင်းဟာပြီးပြည့်စုံရမယ်ဒါဟာအဖူးရဲ့တော်လည်းရေးနဲ့နိုင်ငံရေးခံယူချက်ဖြစ်ပါတယ်လို့နော်ဒါကြောင့်မို့အဖူးဟာလက်နက်ချတဲ့စကားကိုဘယ်တော့မှမပြောဘဲနဲ့အသက်သိဆုံးသွားသည့်တိုင်အောင်တော်လည်းရေးမှာနိုင်ငံရေးမှာဥဆောင်ခဲ့တဲ့ခေါင်းဆောင်ဖြစ်ပါတယ်လို့နော်အဲ့ဒါကြောင့်မို့အဖူးဟာဘာကိုစူးစမ်းတယ်လဲဆိုလို့ရှိရင်ကိုယ်ပိုင်ဖြတ်ချမ်းခွင့်နဲ့လွတ်မြောက်ခြင်းဓာတ်တူညီမျှခြင်းကိုအစဉ်တစ်ပြည့်စူးစမ်းတည်ဆောက်ခဲ့သောကရင်နိုင်ငံရေးခေါင်းဆောင်ဖြစ်ပါတယ်။ဒါကြောင့်မလို့အဖူးကတော့ဒီမိုကရေစီလမ်းစဉ်ကိုအခိုင်အမာရပ်တည်ခဲ့တယ်။ဒါပေမဲ့သူဟာ Federal Democracy စနစ်ကိုတိုင်းရင်းသားတွေအတွက်လွတ်မြောက်ရာဖြစ်တယ်ဆိုတာကိုခံယူပြီးတော့မှ Federal Democracy စနစ်ကိုတည်ထောင်ဖို့ရန်အတွက်2005ခုနှစ်မှာစတင်ပြီးတော့မှအဖူးဟာစ조사ခဲ့တာဖြစ်ပါတယ်လို့2005ခုနှစ်မှာစတင်ပြီးတော့မှအဖူးဟာ Federal Democracy နဲ့ပတ်သက်တဲ့အစည်းအဝေးတွေကိုတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုင်းရင်းသားနိုင်ငံရေးနဲ့တော်လှန်ရေးသမားတွေကြားမှာစတင်ပြီးတော့မှအစည်းအဝေးတွေခေါ်ယူပြီးတော့မှလှုပ်ဆောင်ခဲ့တဲ့ကရင်နိုင်ငံရေးခေါင်းဆောင်ဖြစ်ပါတယ်လို့နော်ဆိုတော့နောက်တစ်ခေတ်မှာသတင်းမီဒီယာတွေကိုဖြေကြားတဲ့အခါမှာကိုယ်ဖွဲ့စည်းအချင်းချင်းကြားမဟာမိတ်တွေရဲ့ဈာမှာအားနည်းချက်တွေအခုကဘယ်တော့မှပြောလို့မရှိပါဘူးသူဘာပြောလဲဆိုရင်ငါတို့တွေတော်လှန်ရေးသမားတွေချင်းချင်းနိုင်ငံရေးသမားတွေချင်းချင်းအတရားကိုတော်လှန်နေတဲ့နိုင်ငံရေးသမားတွေချင်းချင်းကြားမှာကွဲပြားရခြင်းဟာစစ်အာဏာရှင်ကြောင့်ဖြစ်တယ်ဆိုတာကိုပဲပြောလို့ရှိပါတယ်သူအဲ့ဒီစကားကိုပြောတဲ့အတွက်ကြောင့်တည်တဲ့အထိတိုင်အောင်ဒီစကားကိုသူပြောသွားတဲ့အတွက်ကြောင့်လေသူ့ကိုစစ်အာဏာရှင်ကတပ်ပြတ်လောက်ချင်တဲ့အထိဖြစ်ပြီးတော့မှနောက်ဆုံးလုံခြံခံရတာလေဖြစ်ပါတယ်လို့ဆိုတော့နောက်တစ်ချက်ကတော့အဖူးမန်းရှာရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့မဟာမိတ်တိဆောက်ခြင်းကိုပြန်ပြီးတော့လေ့လာကြည့်ရအောင်ဆိုတော့1948ခုနှစ်မှာကရင်နီနယ်စပ်ကနေစပြီးတော့မှရှမ်းပြည်တောင်ပိုင်းရှမ်းပြည်မြောက်ပိုင်းကချင်ပြည်နယ်နယ်စပ်မြောက်ပိုင်းခီးစဉ်တစ်လျှောက်လုံးကိုသူကိုယ်တိုင်ကတိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့အတူခရီးထွက်ခဲ့တာဖြစ်တယ်။အဲ့ဒီစီယုံရေးခရီးစဉ်ကိုသူထွက်ခဲ့တယ်။ဒါဟာသူ့ရဲ့မြောက်ပိုင်းတော်လှန်ရေးအင်အားစုတွေနဲ့မဟာမိတ်ဖွဲ့ချင်းခရီးစဉ်ပဲဖြစ်ပါတယ်လို့ဒီလိုမဟာမိတ်ဖွဲ့ချင်းခရီးစဉ်ကိုလည်းအဖူးဒိုမန်းရှာကပထမဦးဆုံးတိုင်းသားတော်လှန်ရေးသမားတွေထဲမှာဦးဆောင်ပြီးတော့လုပ်ခဲ့တဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်เนาะနောက်ပြီးတော့မှအဲ့ဒီခရီးစဉ်မှာသူဘာကိုအဓိကပြောလဲဆိုလို့ရှိရင်
တိုင်းရင်းသားလူမျိုးများဒန်းတူအခွင့်အရေးရရှိရေးနဲ့ဒန်းတူလွတ်မြောက်ခွင့်ဒန်းတူပြချမ်းခွင့်ရရှိဖို့ရအတွက်သူဟာဒီခရီးစဉ်ကိုလှုပ်ဆောင်ရခြင်းဖြစ်တယ်လို့သူအတိအလင်းပြောကြားပါတယ်နော်ဆိုတော့အဲ့ဒါပြီးတဲ့အခါမှာဘာပြန်ပြောနောက်တစ်ချက်ကဘာပြောလဲဆိုလို့ရှိရင်စစ်မှန်တဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကိုဒေသခံတိုင်းသားခေါင်းဆောင်များပြည်သူများတက်ကြွဆွေးနွေးပါဝင်လာနိုင်ရန်နိုင်ငံရေးမှာအတူတကွလှုပ်ဆောင်လာနိုင်ရန်အတွက်သူဟာဒီခီးစဉ်ကိုကျိုးရခြင်းဖြစ်တယ်ဆိုပြီးတော့အခုဟာပြောကြားခဲ့ပါတယ်ဆိုတော့သူ့ရဲ့နိုင်ငံရေးခံယူချက်ဟာတနိုင်ငံလုံးဒန်းတူညီမျှညီတူမျှတူတကွလွတ်မြောက်သွားဖို့ပဲသူ့ကိုသူစည်ခံပြီးတော့မှဒီတော်လိုင်းရေးနေရာတွေနဲ့တော်လိုင်းရေးခေါင်းဆောင်တွေကိုဥဆောင်ပြီးတော့မှဒီလောက်ရှည်ရတဲ့ခရီးစဉ်ကြီးကိုသူပြုခဲ့တာဖြစ်ပါတယ်လို့ဒါဟာသူဟာပထမဦးဆုံးပြုခဲ့တဲ့ခေါင်းဆောင်ဖြစ်တယ်လို့နောက်ဆုံးဒီခရီးစဉ်ကိုပြုခဲ့တဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်သူရဲ့နောက်မှာဒီလိုခရီးစဉ်မျိုးကိုလှုပ်ဆောင်တဲ့နိုင်ငံရေးခေါင်းဆောင်ဘယ်သူမှမရှိသေးပါဘူးနော်ဆိုတော့နောက်ဆွဲကြတော့1992ခုနှစ်ဒီဇင်ဘာ22ရက်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီNCUB လို့ခေါ်ပါတယ်နော်အမျိုးသားကောင်စီက NCUB လို့ကိုစတင်ပြီးတော့မှဖွဲ့စည်းရတယ်အတွင်းမှု3ဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ကွယ်လွန်သွားတဲ့အချိန်ထိအခုဟာဆိုလို့ရှိရင် NCUB ရဲ့အတွင်းမှုဖြစ်တဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်နော်ဆိုတော့တိုင်းသားစီလုံးညီညွတ်ရေးလူမျိုးစုတိုင်းကိုယ်ပိုင်ပြရရှိရေးနဲ့ Federal Democracy နိုင်ငံပေါ်ပေါက်လာရေးကိုပထမဦးဆုံးတိုင်းပြည်မှာနိုင်ငံရေးအရဦးဆောင်လမ်းပြခဲ့တော့ကရင်နိုင်ငံရေးနဲ့တော်လှန်ရေးခေါင်းဆောင်ဖြစ်ပါတယ်။နံပါတ်3ချက်ကတော့ဗာပြောချင်လဲဆိုရင်အခုပဒိုမန်းရှာရဲ့လူငယ်များမျိုးဆက်သက်များပေါ်မှာထားရှိတဲ့ညော်မှန်းချက်အဖိုးရဲ့ညော်မှန်းချက်ဟာဘာရှိလဲဆိုလို့ရှိရင်1994မှာ KNU ပြိုကွဲသွားပြီးတဲ့အချိန်မှာသူဟာစတင်ပြီးတော့မှ KNU ပြိုကွဲသွားတဲ့အချိန်မှာ DKB ခွဲထွက်တွေပေါ်ပေါက်လာခဲ့တယ်ဒီလို DKB ခွဲထွက်ပြီးတဲ့နောက်ပိုင်းမှာသူနိုင်ငံရေးရောတော်လှန်ရေးရောအခြေအနေတွေအမျိုးသားရေးရောအားလုံးကိုသူဟာပြန်လဲသုံးသပ်ပြီးတဲ့အချိန်မှာတော့သူဘာလုပ်သင့်လဲဆိုတာကိုဆုံးဖြတ်လဲဆိုရင် Foreign Unity ကရင်မျိုးသားတွေစီးလုံးညီညွတ်ဖို့လိုပြီးကရင်အမျိုးသားတွေရဲ့စီးလုံးညီညွတ်ခြင်းအစည်းအဝေးပွဲတွေကိုသူပထမဦးဆုံးဦးဆောင်ပြီးတော့လုပ်ခဲ့တဲ့ခေါင်းဆောင်ဖြစ်ပါတယ်လို့အခုဘယ်လိုမှရှာစီးလုံးညီညွတ်စွာနဲ့ရန်သူကိုအောင်ပွဲခံဖို့ရန်အတွက်ကိုလူမျိုးအချင်းချင်းသားမှာပွဲပြမှုရှိဘူးသူများနိုင်ငံရေးထိုင်ချက်သူကြီးရဲ့ဈာမှာပွဲပြမှုရှိနေတော်လည်းရေးသမားတွေဈာမှာလည်းစီးလုံးညီညွတ်မှုရှိပြီးတော့မှသွားနိုင်ဖို့ရန်အတွက် unity နော်စီးလုံးညီညွတ်ခြင်းဆိုတဲ့အရာကိုသူကိုယ်တိုင်စတင်ပြီးတော့မှဦးဆောင်ပြီးတော့မှပုံဖော်ခဲ့တဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ဒါကြောင့်မို့1999မှာ new generation မျိုးဆက်အတွက်ဒီစည်းလုံးမှုကိုခေါ်ဆောင်ပြီးတော့မှနိုင်ငံရေးပိုင်းဆိုင်ရာမှာဦးဆောင်သွားနိုင်တဲ့လူငယ်လေးတွေရှိလာဖို့ရမျိုးဆက်သစ်တွေရှိလာဖို့ရတော့အခုဟာဆိုလို့ရှိရင်အစည်းအဝေးမှာ1999မှာအစည်းအဝေးတစ်ခုမှာသူကစိတ်ခေါ်လိုက်ပါတယ်လူငယ်အယောက်100အောင်စိတ်ခေါ်ပါတယ်စီလုံးညီညွတ်ရေးကိုလှုပ်ဆောင်မယ်တနိုင်ငံလုံးဓာတ်တူညီမျှတဲ့လွတ်မြောက်ခြင်းကိုလှုပ်ဆောင်ဖို့ရန်အတွက်ပါဝင်မယ်ဆိုတဲ့လူငယ်အယောက်100ကိုသူစိတ်ခေါ်လိုက်ပါတယ်ဒါပေမဲ့သူအဲ့လိုစိတ်ခေါ်တဲ့အချိန်မှာအယောက်100မရပါဘူး50ပဲရပါမယ်ဆိုတော့ဒီနေ့ဒီမှာရှိတဲ့ဒီကိုမောင်မတွေထဲရောဒီရောင်ပဲဆောင်သွားမဲ့လူငယ်တွေရှိသလားပေါ့တနိုင်ငံလုံးစီးလုံးညီညွတ်စွာနဲ့လွတ်မြောက်မယ်ပြီးတော့မှ Federal Democracy နိုင်ငံကိုလူမျိုးတိုင်းတိဆောက်ပြီးတော့မှလူမျိုးတိုင်းဟာဓာတ်တူညီမျှတဲ့လွတ်မြောက်တဲ့လူမျိုးတွေဖြစ်သွားအောင်လို့ဥဆောင်မဲ့လူငယ်တွေနိုင်ငံရေးမှာဥဆောင်သွားနိုင်တဲ့လူငယ်တွေဖြစ်ဖို့သူဟာမျိုးသက်တွေထဲမှာမျောလင့်တာဖြစ်ပါတယ်။အဲဒါကြောင့်မို့2021 KYO ရဲ့အစည်းအဝေးမှာသူဟာဒီလူငယ်တွေကိုစိန်ခေါ်ခဲ့တာဖြစ်တယ်။ KYO အစည်းအဝေးမှာစိန်ခေါ်ခဲ့တာဖြစ်တယ်။2021 KYO အစည်းအဝေးမှာအဲ့မှာအယောက်100စိန်ခေါ်တယ်။ဒါပေမဲ့အယောက်50ပဲရရှိခဲ့ပြီးတော့မှအဲ့ဒီရရှိတဲ့အယောက်50နဲ့ပဲသူဟာပထမဦးဆုံးတော့မျိုးသက်ပြုစုပြောထောင်ရေးကျောင်းကိုစတင်ပြီးတော့မှဖွင့်လှစ်ခဲ့တယ်တည်ထောင်ခဲ့ပါတယ်လို့ဒါကြောင့်နိုင်ငံရေးအရဓာတ်တူညီမျှရှိတဲ့ Federal Democracy နိုင်ငံကိုဦးဆောင်သွားနိုင်တဲ့လူငယ်မျိုးဆက်တွေရှိနိုင်ဖို့ရန်အတွက်အခုဟာဒီ
မျိုးသက်တဲ့သူရှိမျိုးထောင်ရေးကျောင်းကိုစတင်တည်ထောင်ခဲ့တဲ့ကရင်တော်လှန်ရေးနဲ့နိုင်ငံရေးခေါင်းဆောင်ပဲဖြစ်ပါတယ်လို့အခုချိန်မှာတော့ဒီမျိုးသက်တဲ့ကျောင်းဟာဒီမှာရှိတဲ့ဘဒိုပူပူစောပူပူနဲ့ဘဒိုဆောလာထွန်းတို့ကနေပြီးတော့မှဆက်လက်ပြီးတော့မှဦးဆောင်နေပါတယ်လို့9ချိန်မြောက်မျိုးသက်တဲ့ပြည်စုမျိုးထောင်ရေးကျောင်းကိုအခုခင်ယူရဲ့ဌာနချုပ်မှာဖွင့်လှစ်ထားပါတယ်လို့နော်ဒီတောင်းဟာဆက်ပြီးတော့ရှိနေပါတယ်ဆက်ပြီးတော့လည်းတွားနေပါတယ်လို့နော်ဆက်ပြီးတော့လည်းရှင်သန်နေပါတယ်လို့ဒါအခုမျိုးစိတ်ကျဲခဲ့တဲ့ကျောင်းလည်းဖြစ်ပါတယ်လို့နော်ပြီးလို့ရှိရင်2008ခုနှစ်ထိနော်3ချိန်မြောက်အထိကိုအခုကဦးဆောင်ခဲ့တယ်2008မှာအခု3ချိန်မြောက် New Generation Program ထိကိုသူကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုတ်ပြီးတော့မှသူကိုယ်တိုင်ဒီဟာကိုစီမံခန့်ခွဲပြီးတော့မှဒီကျောင်းကိုသူကဖွင့်လှစ်ခဲ့ဦးဆောင်ခဲ့ပါတယ်လို့နော်အဲ့တော့မှ Nation Building နိုင်ငံတည်ဆောက်ရေးအမျိုးသားလုံးကြောက်ရေးနဲ့အမျိုးသားတော်လှန်ရေးတွေမှာမျိုးသက်သက်ကရွယ်လူငယ်တွေပါဝင်လာနိုင်ရန်သူဟာအမှန်တမ်းမှလိုလားတဲ့ခေါင်းဆောင်ဖြစ်တယ်အဲ့လိုပါဝင်နိုင်အောင်လဲသူဟာအမြဲတမ်းစော်ဩတယ်ဘယ်နေရာရောက်လူငယ်တွေကိုတွေ့ရင်သူကအမျိုးသားတော်လှန်ရေးအမျိုးသားနိုင်ငံရေးနော်အမျိုးသားလုံးရောက်ရေးတွေမှာပါဝင်ပါဆိုပြီးတော့ကရင်လူငယ်တွေကအမြဲတမ်းစော်ဩခဲ့တဲ့ခေါင်းဆောင်ဖြစ်ပါတယ်နော်ပြီးတဲ့အခါမှာnew generation new season ကိုsorry လူငယ်တွေကိုဘယ်လိုမှရှာအားပေးစကားပြောနေတာစကားလေးရှိတယ်သူဘယ်နာကိုတော့သူ့စကားပြောခိုင်းရင်သူစကားပြောဖို့အချိန်ရရည်ဒါနဲ့သူပြောနေကြစကားရှိပါလေအဲ့ဒီစကားကဘာလဲဆိုလို့ရှိရင်စမ်းသမ်းခက်ချန်တဲ့တော်လိုင်းရေးမုံတိုင်းထဲမှာခဏရှိစီစီလုံးလုံးစိတ်သက်ရေးရမှာပြင်းထန်တဲ့အမျိုးသားရေးအမျိုးသားရေးခံယူချက်တွေနဲ့ဖြတ်တန်းရမယ်လို့ပြောခဲ့ပါတယ်ဆိုတော့တစ်ခေါက်ပြန်လာထားရအောင်နော်စမ်းသမ်းခက်ချန်တဲ့တော်လိုင်းရေးမိုးသက်မုံတိုင်းထဲမှာခဏရှိစီလုံးလုံးစိတ်သက်ရေးရမှာပြင်းထန်တဲ့အမျိုးသားရေးခံယူချက်တွေနဲ့ဖြတ်တန်းချရမယ်လို့အမြဲတမ်းအားပေးတာဖြစ်ပါတယ်လို့ဒါကြောင့်ဒီနေ့အဘူးကိုအောက်မိတ်ပွဲ15နှစ်ပြည့်မှာလဲဒီစကားကိုကျမအဖူးကိုစားဒီမှာလာကြတဲ့လူငယ်တွေကိုယ်စားလှယ်တွေကိုပြန်ပြီးတော့မှအားပေးပါတယ်ဒီစကားကကျမစားခဲ့ရတဲ့စကားကျမနားနဲ့စားခဲ့ရတဲ့စကားမို့လို့ဒီနေ့မှာလဲပြန်ပြီးတော့အားပေးတာဖြစ်ပါတယ်နော်ပြီးတဲ့အခါမှာအဘူးဒီမှာရှာလူငယ်တွေကိုအားပေးမှုလက်သွဲလုံးဆောင်မှုလမ်းပြမှုတွေကိုအစဉ်တစ်ဖြစ်လုံးဆောင်ခဲ့တယ်လူငယ်တွေကိုပညာတတ်သိဖြစ်စေချင်ခဲ့တယ်တိုင်းရင်းသားတွေပေါ်မှာလည်းသူဟာ Federal Democracy စနစ်ကိုပေါ်ပေါက်လာဖို့အတွက်ညှော်လင့်ခဲ့တယ်ဒါကြောင့်မလို့သူဟာစီလုံးချင်းကိုလိုလားတယ်ဒီအရာတွေကိုသူအသက်တည်ဆုံးသွားသည့်တိုင်အောင်သူဟာလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လို့နော်ခက်ခဲစမ်းတမ်းမှုဒုက္ခခက်ခဲတွေစိန်ခေါ်မှုတွေကြားမှာပဲကျမတို့ဟာလည်းအထိုးကဲ့သို့ပဲရေးဆက်ပြီးတော့ဖြတ်တန်းထားရမှာဖြစ်တယ်သူအသက်တည်ဆုံးသွားတဲ့အချိန်သူအသက်တည်သွားတဲ့အချိန်သူဟာဒီຢာတွေပေါ်မှာယုံကြည်ချက်ပေါ်မှာရက်တည်သွားတဲ့အမျိုးသားနိုင်ငံရေးခေါင်းဆောင်တူဖြစ်ပါတယ်လို့သူကဲ့သို့ကျမတို့လည်းရက်တည်ဘွားလုံးကဒီနေ့မပြုတ်သေးတဲ့စစ်အာဏာရှင်နဲ့အာဏာရှင်အပေါင်းကိုကျမတို့ဆက်ပြီးတော့တော်လှန်ကြရမှာဖြစ်ပါတယ်လို့နော်အဲဒါလို့စီးလုံးမှုကိုသူပြောခဲ့တဲ့စကားလေးနှစ်ခုကိုပြန်ပြီးတော့လည်းပြောချင်ပါတယ်စီးလုံးမှုကိုမလိုလားသူဟာတစ်ဖက်မှာရှိတဲ့စစ်အာဏာရှင်ရဲ့အပေါင်းပါတွေဖြစ်တယ်စီးလုံးညီညွတ်မှုကိုမလိုလားသူဟာတစ်ဖက်မှာရှိတဲ့စစ်အာဏာရှင်ရဲ့အပေါင်းအပါတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ခေါင်းဆောင်ဆိုတာအသိမပြုလိုက်တဲ့သမိုင်းဖြတ်သန်းမှုခေါင်းဆောင်ဆိုတာအသိမပြုလိုက်တဲ့သမိုင်းဖြတ်သန်းမှုရှိကိုရှိရမှာဖြစ်ပါတယ်လို့ဒါကြောင့်မို့အမြဲတမ်းကျွန်မနဲ့ဘယ်လိုဆောလာထွန်းပြောနေကြစကားရှိတယ်အဲ့ဟာလည်းအဖူးရှင်နေသိယူရရှိခဲ့တဲ့စကားဖြစ်ပါတယ်နော်အဲ့ဒီစကားလေးကိုပဲကျွန်တော်တို့ဆက်ပြီးတော့ပြောချင်ပါတယ်လို့အဲ့ဒါတော့ unity in Vietnamese ပဲစီလုံးညီညွတ်စွာနဲ့ကျွန်တော်တို့အောင်ပွဲခံစားမယ်စီလုံးညီညွတ်မှုနဲ့ပဲအောင်ပွဲခံစားမယ်အောင်ပွဲကရပြီးတော့ကွဲပြဲနေတဲ့အောင်မြင်မှုမျိုးတွေကိုကျွန်တော်တို့မလိုချင်ပါဘူးစီလုံးညီညွတ်စွာနဲ့အောင်ပွဲခံစားမယ်ပြီးတဲ့အခါမှာတော့ unity is the most powerful စီလုံးညီညွတ်ခြင်းဟာစွာအကြီးဆုံးသောအရာဖြစ်တယ်စီလုံးညီညွတ်ခြင်းဟာစွာအကြီးဆုံးသောအရာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်